အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ငယ်ငယ်ကကြားဖို့နေကြကဘာကြီးပဲလို့ပြည့်စည်မှာလဲဂျိုသားတွေကလာပြည့်စည်မှာလားကဘာကြီးဟာပြည့်စည်တော့မှာလားဆိုတော့ကောလာဟာလာတွေမိတ်ဆွေတို့လည်းကြားမှုကြမှာပါဒီအကြောင်းအရာတွေကိုချင်းချင်းလင်းလင်းသိစေဖို့ဒီကနေ့ကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ကြဖို့တောင်းဆိုပါရစေကျွန်တော်တို့နေတဲ့ကဘာကြီးဟာတကယ်တော့ဖျားငါးစုပွင့်တဲ့ဗတ္တကဘာပါဖျားလေးစုပဲပွင့်တဲ့ကဘာဖျားသုံးစုပဲပွင့်တဲ့ကဘာဖျားနှစ်စုပွင့်တဲ့ကဘာဖျားတစ်စုပဲပွင့်တဲ့ကဘာဖျားတစ်စုမှမပွင့်တဲ့ကဘာတွေလည်းရှိပါတယ်ကျွန်တော်တို့နေတဲ့ကဘာကြီးဟာဘယ်တော့မှစခဲ့တာလဲကကုတ္တမြတ်စွာဘုရားရှင်မပွင့်ထွန်းမီနှစ်တန်းပေါင်းများစွာကစခဲ့တာပါကဘာကြီးကိုဂျိုသားတွေကဖျက်ဆီးမှာလားမဟုတ်ပါဘူးလူသားတွေရဲ့လောဘဒေါသမောဟတွေကြောင့်ပဲကဘာကြီးကပျက်စီးမှာပါအခုချိန်မှာတည်းကကမ္ဘာနိုင်ငံတော်များများမှာတောမီတွေမြင်းငလင်ကြီးတွေမုန်တိုင်းတွေကြောက်ရောက်နေပါပြီလူသားတွေရဲ့ဗယံဇာတအလုံးကျွန်းထုတ်ယူမှုကစခဲ့တာပါကဘာကြီးကိုပျက်စီးစေတဲ့အရာ၃မျိုးရှိပါတယ်လေကြောင့်ပြတ်တဲ့ကဘာရေကြောင့်ပြတ်တဲ့ကဘာမီးကြောင့်ပြတ်တဲ့ကဘာဒီ၃မျိုးတွေကနေကျွန်တော်တို့နေထိုင်တဲ့ကဘာကြီးကတော့ဘယ်အရာနဲ့ပျက်စီးစေမလဲဆိုတာကြိုမသိနိုင်ပါဘူးဘယ်တော့ပျက်စီးမှာလဲအရိမတိယမြတ်စွာဘုရားရှင်ပွင့်ထွန်းတော်မူပြီးနောက်နှစ်တန်းပေါင်းများစွာကြာတဲ့အခါဒီကဘာကြီးပျက်စီးမှာပါဒီတော့စလိုက်ကြရအောင်ရေကြောင့်ပြတ်တဲ့ကဘာကြီးပျက်စီးမယ့်အချိန်ကျရင်ကဘာပြတ်မိုးကြီးတွေတဲထန်စွာရွာသွန်းမှာပါနှစ်ပေါင်းများစွာမရမနာရွာမှာပါအဲ့ဒီလိုရွာပါများလာတဲ့အခါကဘာမြေတူဟာအရေးပျော်ပြီးကဘာကြီးကိုပျက်စီးစေမှာပါလေကြောင့်ပြတ်တဲ့ကဘာကြီးပျက်စီးမယ့်အချိန်ကျရင်ကဘာပြက်လေမုန်တိုင်းတွင်အကြီးအကျယ်တိုက်ခတ်ပါလိမ့်မယ်။ဘယ်လောက်တိုက်ခတ်မလဲဆိုရင်ကဘာမြေပေါ်မှာရှိတဲ့အရာအားလုံးတစမကြံတိုက်ခတ်ပြင်းမှာပါ။မီးကြောင့်ပြက်တဲ့ကဘာကြီးပြက်စီးမဲ့အချိန်ကျရင်ကဘာပေါ်မှာနှစ်ပေါင်းများစွာမိုးမရွာတော့ပါဘူး။အဲ့ဒီလိုမရွာတဲ့အခါတကဘာလုံးဟာရှောက်သွေ့ကုန်ပြီးလောင်စာအတိဖြစ်ကုန်မှာပါ။အဲ့ဒီအချိန်မှာကဘာပေါ်မှာနေနေစင်းစထွက်လာမှာပါ။နေနေစင်းစထွက်ခြင်းမဲ့မြေရှောင်းအင်းအိုင်တွေရေတွေခန်းလျှောက်ကုန်မှာပါနောက်ထပ်နေ၃စင်းထွက်တဲ့ခါမှာတော့ပင်လယ်တွေကရေတွေခန်းလျှောက်ကုန်မှာပါနောက်၄စင်းမြောက်ထွက်လာတဲ့အခါသမုဒ္ဒရာတွေကရေတွေလည်းခန်းလျှောက်ကုန်ပါပြီနေ9စင်းမြောက်ထွက်လာတဲ့ခါမှာတော့ကဘာမြေကြီးဟာမီးဟုံဟုံတော့ပြီးပျက်စီးစေမှာပါဒီချိန်မှာကဘာပေါ်မှာလူသားတွေမရှိကြတော့ပါဘူးကဘာကြီးမပျက်စီးနှစ်3သိန်းလောက်တည်းကနောက်နှစ်သိန်းကြာတဲ့အခါကဘာကြီးပျက်စီးတော့မယ်ဆိုတဲ့အကြောင်းကိုနတ်တွေကလူပြေကိုဆင်းလာပြီးသတိပေးထားတဲ့အတွက်လူတွေဟာသတိတန်ဝေကတရားတွေဖြည့်ပြီးကောင်းမှုကုသိုလ်တွေပြုမေတ္တာဘာဝနာတွေပွားထားတဲ့အတွက်လူသားတွေဟာကဘာပြတ်တဲ့အခါပါမသွားနိုင်တဲ့ဗြဟ္မဘုံတွေမှာရောက်ရှိကုန်ပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျအခုလိုဆုံးထိနားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ကဘာကြီးဖြစ်တည်ပုံအကြောင်းအရာနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်